အားလုံးမင်္ဂလာပါရှင်ဒီနေ့တော့အရသာချစ်ချင်းငယ်ငယ်ဆက်ဆက်လေးနဲ့စားလို့အရန်ကောင်းတဲ့တရတီတောင်လေးထောင်းစားဖြစ်တာနဲ့ပြုလုပ်နည်းလေးကိုလာပြီးမျှဝေပေးတာပဲဖြစ်ပါတယ်ရှင်ပထမဦးဆုံးတရတီလေးတွေကိုချစ်လေးနဲ့ခုလိုမျိုးလေးအညင်တေးသေးလေးတွေရအောင်လို့ချစ်ထားပေးလိုက်ပါမယ်ရှင်ခုလိုမျိုးချင်းနဲ့ချစ်တာမဟုတ်ဘဲနဲ့ပေါက်စိတ်လေးတွေပေါက်ပြီးတော့ထောင်းမယ်ဆိုရင်လည်းရပါတယ်ရှင်ကျမကတော့ဒီလိုအမြင်သေးလေးလိုချင်တာမို့လို့ချစ်လေးနဲ့ပဲခုလိုမျိုးချစ်ထားပေးလိုက်ပါတယ်မချစ်စုတရတီနှလုံးထောင်းမှဖြစ်ပါတယ်ရှင်မချစ်စုတီကတော့တခြားတီးထက်ဆိုင်ရင်သူကအချင်းနည်းနည်းလေးပို့ပြီးတော့ပေါ့တယ်ပေါ့နော်တကယ်လို့ကိုကအချင်းများများလေးကြိုက်တယ်ဆိုရင်တော့တခြားအတီကိုပြောင်းပြီးတော့ထောင်းမှလို့အကြံပေးချင်ပါတယ်ရှင်တရတီနှလုံးကိုချက်တာဒီလောက်များများရပါတယ်ရှင်ပြီးသွားရင်တော့မုံလာဥနီအတီတစ်လုံးစာကိုလည်းခုလိုမျိုးလေးအမြင်လေးရအောင်လို့ချစ်ထားပေးလိုက်ပါတယ်ရှင်မုံလာဥနီကတော့မကြိုက်ဘူးဆိုရင်လည်းမထည့်လဲရပါတယ်နော်ကျမတော့အချိုရတာလေးနဲ့ရချင်တာမို့လို့မုံလာဥနီလေးထည့်ပြီးတော့ထားမှဖြစ်ပါတယ်ကဲမုံလာဥနီချစ်ထားတာလေးလည်းရပြီဆိုရင်တော့ခုနကချစ်ထားတဲ့တရတီတွေကိုရေနဲ့ဆေးထားပေးလိုက်ပါတယ်ရှင်ဒီတရတီမှာရှိနေတဲ့အစီးတွေပြောင်းဆင်သွားအောင်လို့ကျမတို့ရေနဲ့2ထပ်လောက်ဆေးထုတ်ထားပေးလိုက်ပါတယ်ရေစီးထားတဲ့တရတီရည်နဲ့ချစ်ထားတဲ့မုံလာဥနီလေးတွေကိုပြီးရင်တော့ရေအေးလေးနဲ့စိမ့်ထားပေးလိုက်ပါမယ်ရှင်ရေအေးလေးနဲ့15မိနစ်လောက်စိမ့်ပြီးပြီဆိုတော့မှရေတစ်ထပ်စီပြီးတော့စစ်ထားပေးလိုက်ပါမယ်တရတီတောင်ထောင်းဖို့အတွက်ကြက်သွန်ဖြူငရုတ်သီးစိမ်းမြေပဲဆန်လှော်ရယ်ပြီးတော့ပစွန်ချောက်ကိုရေစီးထားတာလေးရယ်ငပိမီးကင်နဲ့ထညက်ခဲတို့လိုအပ်ပါမယ်ရှင်ကျမကတော့ထညက်ခဲ3ခဲသုံးထားပါတယ်ပါဝင်ပစ္စည်းလေးတွေလည်းအားလုံးအဆင့်သင့်ပြင်ဆင်ပြီးပြပြီဆိုရင်တော့စပြီးတော့ထားပါမယ်ရှင်အရင်ဦးဆုံးဒီစုံထဲမှာငရုတ်သီးစိမ်းလေးကိုအရင်ဆုံးထည့်ပြီးတော့ထောင်းထားပေးလိုက်ပါမယ်ကျမတော့နည်းနည်းဆက်ဆက်လေးစားချင်တာမို့လို့ငရုတ်သီးများများလေးသုံးထားပါတယ်ရှင်တကယ်လို့ကိုကအဆက်ကြောက်တယ်ဆိုရင်တော့ငရုတ်သီးကိုရှော့ပြီးတော့ထည့်ပါနော်ငရုတ်သီးထောင်းထားတာလေးမညက်တညက်လေးရပြီဆိုရင်တော့စက်သွန်ပြူထည့်ပြီးတော့ထောင်းပေးပါမယ်အနက်လေးပို့ပြီးတော့မှုရအောင်လို့ကျမတော့ဗမာစက်သွန်ပြူဥအသေးလေးတွေကိုပဲတုံထားပါတယ်ရှင်စက်သွန်ပြူထောင်းပြီးသွားပြီဆိုရင်တော့ထညက်ခဲလေးတွေကိုထည့်ပြီးတော့ထောင်းပေးပါမယ်ထညက်ခဲလေးကိုတော့လုံးဝကြည်ညက်သွားတဲ့အထိအောင်လို့ထောင်းထားပေးလိုက်ပါမယ်ရှင်ထညက်ထောင်းထားတာလေးလည်းရပြီဆိုရင်တော့မြေပဲဆန်လှော်ထားတာလေးထည့်ပြီးတော့ထောင်းပါမယ်မြေပဲဆန်လှော်ကိုတော့မညက်တညက်အနေထားလေးပဲထောင်းပေးပါတယ်ရှင်ရေပဲဆန်လှော်ထောင်းထားတာလေးရပြီဆိုရင်တော့ပစွန်ချောက်ရေစိမ်ထားတာလေးတွေကိုနောက်ဆုံးကြမှာထည့်ပြီးတော့ထောင်းပါတယ်ပစွန်ချောက်ကိုတအားညက်တဲ့အထိမထောင်းနိုင်ဘူးလို့နောက်ဆုံးကြမှာထည့်ပြီးတော့ထောင်းတာပါရှင်ပြီးရင်တော့ငပိမိခင်ထားတာလေးထည့်ပြီးတော့ထောင်းပေးလိုက်ပါမယ်ငပိထည့်ထောင်းပြီးသွားပြီဆိုရင်တော့အရသာထည့်ပါမယ်ရှင်အရသာအတွက်ငါးငှက်ပြားရီထမင်းစားစုံတစ်စုံအတီးရွက်ဟင်းခတ်မုံအနှင်းငယ်နဲ့တကြားကိုထမင်းစားစုံတစ်ဝက်စာလောက်ထည့်ပြီးတော့အရသာတွေအားလုံးနှံ့သွားအောင်လို့မှုပေးလိုက်ပါမယ်ရှင်ဒီတရတီထောင်းလေးကတော့ကျမတို့တင်မောတီတောင်ထောင်းစားတဲ့ပုံစံလေးအတိုင်းပဲထောင်းတာဖြစ်ပါတယ်ရှင်ဒီမှာမပါတာဆိုလို့တံမြာတီတစ်မျိုးပဲရှိတယ်ပေါ့နော်အရသာအားလုံးနှံ့အောင်နေပြီးသွားပြီဆိုရင်တော့ခုနကရေစစ်ထားတဲ့တရတီနဲ့မုံလာအုပ်လေးတွေကိုထည့်ပြီးတော့ထောင်းပေးလိုက်ပါမယ်ထောင်းတဲ့ခါမှာလည်းတအိုင်မထောင်းမနဲ့ဝှေထောင်းလေးပဲထောင်းပေးပါမယ်ရှင်ခုလိုမျိုးစုံထဲမှာထည့်ပြီးတော့ထောင်းတာမျိုးမဟုတ်ဘဲနဲ့ပကံကြီးကြီးတစ်ခုထဲမှာအားလုံးထည့်ပြီးတော့အရသာတွေနှံ့သွားအောင်လို့နေပေးလိုက်မယ်ဆိုရင်လည်းရပါတယ်ရှင်ဒီတရတီထောင်းလေးကလုံးရတာလည်းလွယ်ကူပြီးတော့အရသာကလည်းချိန်ငယ်ဆက်လေးနဲ့ဆိုတော့စားလို့လည်းအရန်ကောင်းတာမို့ကျမတော့တအားကြိုက်ပါတယ်ရှင်အရသာတွေအားလုံးနှံ့ဆက်သွားအောင်လို့နေပြီးသွားပြီဆိုရင်တော့အရသာလေးမြည်ကြည့်လိုက်ပါမယ်အနှဲငယ်ပေါ့နေတယ်လို့ခံစားလို့ငံပြားလေးနည်းနည်းထပ်ပြီးတော့ထည့်လိုက်ပါမယ်ရှင်ပြီးရင်တော့နောက်တစ်ခါအရသာလေးနှံ့သွားအောင်လို့မှုပေးလိုက်မယ်ဆိုရင်တော့ရပါပြီဒါဆိုရင်တော့ချင်းချင်းငန်းငန်းဆက်ဆက်အရသာလေးနဲ့စားလို့ပြင်းမင်းစီတဲ့တရတီထောင်းလေးကတော့ရပါပြီရှင်ခုလိုတရတီစိမ်းပေါ်တဲ့ရာသီမှာတရတီကိုတုပ်စားရတာကြော်စားရတာယူသွားပြီဆိုရင်ခုလိုမျိုးလေးထောင်းစားကြည့်ပါနော်
အဆုံးထိကြည့်ရှုပေးရတဲ့အတွက်လည်းကျေးဇူးထူးတင်ရှိပါတယ်ရှင်ဒီနေ့ဗီဒီယိုလေးကတော့ဒီလောက်ပါပဲဒါဆိုနောက်ထပ်ဗီဒီယိုအသစ်လေးတွေမှာပြန်ပြီးတွေ့ကြမယ်နော်